ဒီဇလန်းဟာဘဝမှာခက်ခဲများစွာကိုရင်ဆိုင်ခဲ့ရပြီးစောစောစီစီရင်ကျက်ခဲ့ရတဲ့ရန်ဝူးဆိုတဲ့မိန်းကလေးတယောက်ရဲ့ဇလန်းကနေစတင်ခဲ့တာပါ။သူမရဲ့ဖခင်ကသင်္ဘောကပတိန်တယောက်ဖြစ်ပြီးပင်လယ်ပြင်မှာပဲအချိန်ကုန်လွန်စေတာကြောင့်ရန်ဝူးဟာဖခင်ရဲ့မြတ်တာကိုအပြေအဝမရခဲ့ပါဘူး။ဒီနေ့မှာတော့သူမရဲ့ဖခင်ဟာသင်္ဘောမတော်တဆမှုတစ်ခုနဲ့ပင်လယ်ပြင်မှာကွယ်လွန်သွားခဲ့တယ်။များမကြာမီပါပဲသူမရဲ့မိခင်ဖြစ်သူလည်းနာမကျန်းဖြစ်ပြီးကွယ်လွန်သွားခဲ့ပြန်တယ်။မိခင်ရဲ့စာပနာမှာရန်ဝူးဟာမိမိကိုယ်ကိုဘသူအပေါ်မှာမှမိခိုအားထားမှုမရှိပဲတန်မာတဲ့အမျိုးသမီးတယောက်ဖြစ်လာအောင်ကြိုးစားမယ်လို့ကတိပြုခဲ့ပါတယ်။နှစ်တွေကြာလာတဲ့အခါရန်ဝူးဟာသူမရဲ့ဆွဲနဲ့လုံလဝရိယတို့ကြောင့်အောင်မြင်တဲ့ရှေ့နေတယောက်ဖြစ်လာပါတယ်။သူမဟာအာဂတိလိုက်စားမှုဆိုင်ရာအမှုခင်းတွေကိုအထူးကျွမ်းကျင်ပြီးနာမည်ကြီးကုမ္ပဏီတွေကသူမကိုငှားရမ်းဖို့တန်းစီဆောင်ဆိုင်နေကြပါတယ်။ရန်ဝူးရဲ့ဘဝတစ်ခုလုံးဟာအလုတ်အဆင့်အတန်းနဲ့အောင်မြင်မှုတို့အပေါ်မှာပဲတည်ဆောက်ထားပါတယ်။အိမ်အောင်ပြုဖို့မိသားစုထူထောင်ဖို့ဆိုတာသူမအတွက်ဝန်ထုတ်ဝန်ပိုးတစ်ခုလိုပဲမြင်ခဲ့ပါတယ်။ဒီနေ့မှာတော့ရန်ဝူးဟာနိုင်ငံရဲ့အချမ်းသာဆုံးမိသားစုတစ်ခုရဲ့သားဖြစ်သူနဲ့ပတ်သက်တဲ့အမှုအခင်းတစ်ခုကိုကင်တွယ်ခဲ့ပါတယ်။အဲ့ဒီအမှုမှာရန်ဝူးဟာတရက်လို့ဖက်ကမိခင်ဖြစ်သူကိုတရားစွဲဆိုမှုကိုရုပ်သိမ်းဖို့အကြံပေးခဲ့ပါတယ်။ရန်ဝူးရဲ့အမြင်မှာကိုရီးယားရဲ့အချမ်းသာဆုံးမိသားစုကိုတရားစွဲဆိုတာဟာအချိန်ကုန်လူပန်းယုံတာမကရှုံးနိမ့်မှုကိုပဲရင်ဆိုင်ရလိမ့်မယ်လို့ယူဆခဲ့ပါတယ်။ဒါ့အပြင်အမှုဟာလူသိရှင်ကြားဖြစ်သွားခဲ့ရင်တရက်လူရဲ့သမီးဖြစ်သူဟာတဘဝလုံးအရှိတ်ရနေလိမ့်မယ်လို့လည်းတွေးခဲ့မိပါတယ်။ရန်ဝူးရဲ့ကြံပေးချက်ကိုကြားတဲ့အခါမှာတရက်လူရဲ့မိခင်ဖြစ်သူကတောတာတကြီးနဲ့နင်ကအိမ်အောင်မပြုတ်ဘူးကလေးမမွေးဘူးတော့မိခင်တယောက်ရဲ့ခံစားချက်ကိုဘလို့နားလည်နိုင်မှာလဲလို့တုံ့ပြန်ခဲ့ပါတယ်။အမှုအခင်းပြီးဆုံးသွားတဲ့အခါရန်ဝူးဟာသူမရဲ့စီနီယာဖြစ်သူနဲ့တွေ့ဆုံခဲ့ပါတယ်။စီနီယာဖြစ်သူကသူမကိုရှင်းနေတယောက်အနေနဲ့စင်ရဲသားတွေအားနည်းသူတွေဘက်ကရက်တီပေးရမှာဖြစ်ပြီးချမ်းသာသူတွေရဲ့အကျိုးစီးပွားအတွက်အလွတ်လွတ်ပေးတာဟာမသင့်တော်ဘူးလို့တတိပေးခဲ့ပါတယ်။ရန်ဝူးဟာစီနီယာရဲ့စကားကိုလစ်လျူရှုခဲ့ပါတယ်။သူမရဲ့အမြင်မှာစင်ရဲသားတွေကိုကူညီပေးတဲ့ရှေ့နေတွေဟာဘယ်တော့မှကြီးပွားတိုးတက်လာမှာမဟုတ်ပဲစင်ရဲသားတွေဟာချမ်းသာသူတွေကိုဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူးလို့ယူဆခဲ့လို့ပါ။အဲ့ဒီညမှာပဲရန်ဝူးဟာချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီစီးပွားရေးလုပ်ငန်းရှင်ကသူမကိုလူနေအဆောက်အုံဟောင်းတစ်ခုကိုဖယ်ရှားပေးဖို့နဲ့အဲ့ဒီနေရာမှာစိန်ခံတိုက်ခန်းအသစ်တစ်ခုဆောက်လုပ်နိုင်အောင်ကူညီပေးဖို့တောင်းဆိုခဲ့ပါတယ်။ရန်ဝူးကအဲ့ဒီတောင်းဆိုချက်ကိုလက်ခံခဲ့ပြီးအဲ့ဒီအတွက်စုကြေးအနေနဲ့စိန်ခံကားတစ်စီးနဲ့ VVIP ဈေးဝယ်ကတ်တစ်ခုကိုရရှိခဲ့ပါတယ်။ရန်ဝူးဟာလှပပြီးညံ့ကောင်းပေမဲ့သူမရဲ့မိခင်ဖြစ်သူထံကနေအမွေရခဲ့တဲ့မျက်စိယောဂတစ်ခုကြောင့်အခက်အခဲတချို့ရှိနေပါတယ်။ဒီနေ့မှာတော့ရန်ဝူးဟာအိမ်ပြန်လန်းမှာကားမတော်တဆမှုဖြစ်ခဲ့ပြီးတတိလက်သွားပါတယ်။တတိပြန်ရလာတဲ့အခါရန်ဝူးဟာထူဆန်းတဲ့အဆောက်အုံတစ်ခုအတွင်းရောက်ရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။သူမဟာအဲ့ဒီအဆောက်အုံအတွင်းမှာရှိတဲ့မျိုးသမီးတယောက်ထံချင်းကပ်ခဲ့ပြီးသူမရဲ့အချက်လက်တွေကိုစစ်ဆေးခဲ့ပါတယ်။အဲ့ဒီအခါမှာတော့သူမဟာမှားယွင်းပြီးသေဆုံးသွားခဲ့တာဖြစ်ပြီးသူမရဲ့ဝိညာဉ်ကတခြားသူတယောက်ရဲ့ခန္ဓာကိုယ်တွင်ရောက်ရှိနေတာသိရှိခဲ့ပါတယ်။ရန်ဝူးဟာအသက်24နှစ်အရွယ်မှာသေဆုံးသွားခဲ့ရပေမဲ့သူမဟာ204နှစ်အထိအသက်ရှင်နေထိုင်ရမှာဖြစ်ပါတယ်။အဲ့ဒီအမှားကြောင့်ရန်ဝူးရဲ့ဘဝဟာပြောင်းလဲသွားခဲ့ရပါတယ်။စီမံခန့်ခွဲသူဖြစ်တဲ့လီဆိုတဲ့မြို့သားကရန်ဝူးကိုတခြားသူတယောက်ရဲ့ခန္ဓာကိုယ်တွင်တလကြာနေထိုင်ရမှာဖြစ်ပြီးအဲ့ဒီနောက်မှာသူမရဲ့ခန္ဓာကိုယ်တွင်ပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့ရှင်းပြပါတယ်။ရန်ဝူးကအဲ့ဒီကန့်လန့်ချက်ကိုလက်ခံခဲ့ပြီးတခြားသူတယောက်ရဲ့ခန္ဓာကိုယ်တွင်နေထိုင်ခဲ့ပါတယ်။ရန်ဝူးဟာကင်ဆွန်းဆိုတဲ့မြို့သားတယောက်ရဲ့ဇနီးဖြစ်သူကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်တဲ့မြို့သမီးတယောက်ရဲ့ခန္ဓာကိုယ်တွင်ရောက်ရှိနေပါတယ်။ရန်ဝူးဟာအိမ်အောင်ရှင်မတယောက်ရဲ့ဘဝကိုတခါမှမနေထိုင်ဘူးတာကြောင့်အစပိုင်းမှာအခက်အခဲများစွာကိုရင်ဆိုင်ခဲ့ရပါတယ်။သူမဟာအိမ်မှုကိစ္စတွေကိုလှုပ်ဆောင်ရမှာလည်းအဆင်မပြေဖြစ်ခဲ့ပြီးကလေးတွေကိုပြုစုစောင့်ရှောက်ရမှာလည်းအခက်အခဲတချို့ရှိနေပါတယ်။ရန်ဝူးဟာအိမ်နီးနားချင်းအိမ်အောင်ရှင်မတွေနဲ့တွေ့ဆုံခဲ့ပြီး၎င်းတို့နဲ့စကားစမြင်ပြောဆိုခဲ့တယ်။အဲ့ဒီအခါမှာတော့ရန်ဝူးဟာသူမရဲ့အရှင်ဘဝကဆောက်လုပ်ဖို့ကူညီပေးခဲ့တဲ့စိန်ခံတိုက်ခံစီမံကိန်းအကြောင်းသိရှိခဲ့ပါတယ်။ရန်ဝူးဟာအဲ့ဒီစီမံကိန်းကြောင့်အိမ်ရမဲ့ဖြစ်ခဲ့ရတဲ့ပြည်သူတွေကိုတနာမိခဲ့ပြီး၎င်းတို့ကိုကူညီပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ရန်ဝူးဟာသူမရဲ့ VVIP ဈေးဝယ်ကတ်ကိုအသုံးပြုပြီးဈေးဝယ်ထွက်ခဲ့ပါတယ်။အဲ့ဒီအခါမှာတော့ဝန်ထမ်းတယောက်ကသူမကိုကပ်ပိုင်ရှင်မဟုတ်ပဲခိုးယူအသုံးပြုနေတာဖြစ်တယ်လို့တန်တရားဝင်ပါတယ်။ရန်ဝူးဟာ
အဲ့ဒီဝန်ထမ်းနဲ့စကားများခဲ့ပြီးနောက်ရဲစခန်းကိုရောက်ရှိသွားပါတယ်။ရဲစခန်းမှာရှန်ဝူဟာသူမရဲ့ VVIP ဈေးဝယ်ကတ်ကိုခိုးယူအသုံးပြုခဲ့တာမဟုတ်ကြောင်းရှင်းပြခဲ့ပေမဲ့ရဲတွေကသူမကိုမယုံကြည်ခဲ့ပါဘူး။အဲ့ဒီအချိန်ကကင်ဆွန်ဟာရဲစခန်းကိုရောက်ရှိလာပြီးရှန်ဝူကိုကာကွယ်ပေးခဲ့ပါတယ်။ကင်ဆွန်ဟာရှန်ဝူရဲ့ဥပဒေရေးရာအခွင့်အရေးတွေကိုရှင်းပြခဲ့ပြီးရဲတွေကိုခြေပခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှန်ဝူဟာရဲစခန်းကနေလွတ်မြောက်လာပါတယ်။ရှန်ဝူဟာကင်ဆွန်ရဲ့ကူညီမှုကြောင့်သူမရဲ့အမြင်တွေပြောင်းလဲသွားခဲ့ပါတယ်။သူမဟာကင်ဆွန်ကိုစိတ်ဝင်စားလာခဲ့ပြီး၎င်းရဲ့ဘဝအကြောင်းကိုသိရှိဖို့ကြိုးစားပါတယ်။ကင်ဆွန်ဟာသူမကိုချစ်မြတ်နိုးပြီးသူမရဲ့ပျော်ရွှင်မှုကိုလိုလားသူဖြစ်ကြောင်းသိရှိခဲ့တယ်။ရှန်ဝူဟာကင်ဆွန်နဲ့တူတူနေထိုင်ခဲ့ပြီးသူမရဲ့ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။တနေ့မှာတော့ကင်ဆွန်ရဲ့ကုမ္ပဏီကပါတီတစ်ခုကျင်းပပါတယ်။ရှန်ဝူဟာအဲ့ဒီပါတီကိုကင်ဆွန်နဲ့တူတူတက်ရောက်ခဲ့ပါတယ်။ပါတီမှာရှန်ဝူဟာလှပပြီးယုံကြည်မှုရှိတဲ့မျိုးသမီးတစ်ယောက်အနေနဲ့ထင်ရှားခဲ့ပါတယ်။ကင်ဆွန်ကသူမကိုအရေးကြီးတဲ့ဧည့်သည်တွေနဲ့မိတ်ဆက်ပေးခဲ့ပြီးသူမဟာ၎င်းရဲ့ဇနီးဖြစ်ကြောင်းဂုဏ်ယူစွာပြောဆိုခဲ့ပါတယ်။ကင်ဆွန်ဟာပါတီမှာ၎င်းရဲ့ရထားလမ်းစုညံတန်ရှော့ချရေးစီမံကိန်းကြောင်းတင်ပြဖို့ပြင်ဆင်ပါတယ်။အဲ့ဒီစီမံကိန်းဟာ၎င်းရဲ့ရည်မှန်းချက်တစ်ခုဖြစ်ပြီး၎င်းရဲ့အောင်မြင်မှုကိုရရှိစေမယ့်အခွင့်အရေးတစ်ခုလို့ယူဆခဲ့ပါတယ်။ပါတီမှာရှန်ဝူဟာကင်ဆွန်ရဲ့စီမံကိန်းကိုကူညီဖို့ကြိုးစားခဲ့ပါတယ်။သူမဟာပါတီတက်ရောက်လာသူတွေကိုကင်ဆွန်ရဲ့စီမံကိန်းအကြောင်းကိုရှင်းပြခဲ့ပြီး၎င်းရဲ့အကျိုးကျေးဇူးတွေကိုပြောဆိုခဲ့တယ်။ရှန်ဝူရဲ့ကူညီမှုကြောင့်ကင်ဆွန်ရဲ့စီမံကိန်းဟာအောင်မြင်ခဲ့ပြီး၎င်းရဲ့ကုမ္ပဏီကအဲ့ဒီစီမံကိန်းကိုလက်ခံခဲ့ပါတယ်။ရှန်ဝူရဲ့ဘဝသစ်ဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။သူမဟာကင်ဆွန်နဲ့တူတူနေထိုင်ခဲ့ပြီးသူမရဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ခဲ့ပါတယ်။တနေ့မှာတော့ရှန်ဝူရဲ့သမီးဖြစ်သူဟာနူဟာကျောင်းမှာတခြားကျောင်းသားတယောက်ရဲ့အနိုင်ကျင့်မှုကိုခံခဲ့ရပါတယ်။အဲ့ဒီကျောင်းသားကချမ်းသာတဲ့မိသားစုအားဖြစ်ပြီး၎င်းရဲ့ရှေ့နေကရှန်ဝူကိုငွေပေးပြီးအမှုကိုဖြေရှင်းဖို့ကမ်းလှမ်းခဲ့ပါတယ်။ရှန်ဝူဟာအဲ့ဒီကမ်းလှမ်းချက်ကိုညှင်းပယ်ခဲ့ပြီးသူမရဲ့သမီးဖြစ်သူကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်တယ်။သူမဟာအဲ့ဒီကျောင်းသားရဲ့ရှေ့နေနဲ့တွေ့ဆုံခဲ့ပြီးသူမရဲ့သမီးဖြစ်သူကိုအနိုင်ကျင့်ခဲ့တဲ့ထောက်ထားတွေကိုတင်ပြခဲ့ပါတယ်။ရှန်ဝူရဲ့ကူညီမှုကြောင့်သူမရဲ့သမီးဖြစ်သူဟာတရားမျှတမှုကိုရရှိခဲ့ပါတယ်။ရှန်ဝူရဲ့ဘဝဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေပေမဲ့သူမရဲ့အချိန်ကကုန်ဆုံးလာပါတယ်။စီမံခန့်ခွဲသူဖြစ်တဲ့လီကရှန်ဝူကိုသူမရဲ့ဘဝအသက်တွင်နေထိုင်ရမယ့်အချိန်ဟာကုန်ဆုံးသွားပြီဖြစ်ပြီးသူမဟာသူမရဲ့ခန္ဓာကိုယ်တွင်ပြန်လည်ရောက်ရှိရမှာဖြစ်တယ်လို့သတိပေးပါတယ်။ရှန်ဝူကအဲ့ဒီသတိပေးချက်ကိုလက်မခံခဲ့ပဲသူမရဲ့ဘဝအသက်တွင်ဆက်လက်နေထိုင်ခြင်းနဲ့လို့တောင်းဆိုခဲ့တယ်။သူမဟာကင်ဆွန်နဲ့သူမရဲ့ကလေးတွေကိုချစ်မြတ်နိုးပြီး၎င်းတို့ကိုခွဲခွာဖို့မလိုလားခဲ့ပါဘူး။ရှန်ဝူဟာသူမရဲ့ကလေးတွေကိုကာကွယ်ပေးဖို့ဆုံးဖြတ်ခဲ့တယ်။သူမဟာသူမရဲ့ကလေးတွေကိုချစ်မြတ်နိုးကြောင်းနဲ့၎င်းတို့ကိုဘယ်တော့မှမခွဲခွာဘူးလို့ကတိပြုခဲ့ပါတယ်။သူမဟာသူမရဲ့ကလေးတွေကိုကာကွယ်ပေးဖို့အတွက်သူမရဲ့အသက်ကိုဆွန့်လွတ်ဖို့ပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးရှန်ဝူဟာတန်ရာရရှိခဲ့ပါတယ်။ရှန်ဝူဟာဆေးရုံမှာတတိယလာပါတယ်။သူမဟာသူမရဲ့ခန္ဓာကိုယ်တွင်ပြန်လည်ရောက်ရှိခဲ့ပြီးသူမရဲ့ဘဝသစ်ဟာပျောက်ကွယ်သွားခဲ့ပါတယ်။ရှန်ဝူဟာသူမရဲ့ဘဝသစ်တွင်ရရှိခဲ့တဲ့အတွေ့အကြုံတွေကြောင့်ပြောင်းလဲသွားခဲ့ပါပြီ။သူမဟာလူသားချင်းစာနာထောက်ထားမှုရရှိလာခဲ့ပြီးတခြားသူတွေကိုကူညီပေးဖို့ကြိုးစားခဲ့ပါတယ်။ရှန်ဝူဟာသူမရဲ့ဘဝဟောင်းကိုပြန်လည်စတင်ခဲ့ပေမဲ့သူမရဲ့အမြင်တွေကပြောင်းလဲသွားခဲ့ပါပြီ။သူမဟာအောင်မြင်တဲ့ရှေ့နေတယောက်ဖြစ်လာခဲ့ပေမဲ့သူမရဲ့အောင်မြင်မှုတွေကိုအခြားသူတွေကိုကူညီပေးဖို့အတွက်အသုံးပြုခဲ့ပါတယ်။ရှန်ဝူရဲ့ဘဝဟာပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ရှန်ဝူဟာလေစိတ်မှာကင်ဆွန်နဲ့သူမရဲ့ကလေးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။သူမဟာကင်ဆွန်ကိုချစ်မြတ်နိုးကြောင်းနဲ့သူမရဲ့ဘဝအသက်တွင်ရရှိခဲ့တဲ့တွေ့ကြုံတွေဟာတကယ်အဖြစ်အပျက်တွေဖြစ်ကြောင်းသိရှိခဲ့ပါတယ်။ရှန်ဝူရဲ့ဘဝဟာပျော်ရွှင်မှုတွေနဲ့အတိတ်ပဲရှိစွာပြည့်နှက်နေပါတော့တယ်။ဟုတ်ကဲ့ပါရှင်။အရန်ကိုကောင်းတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင်။ပရိသတ်ကြီးကိုပြောပြစရာလေးရှိပါတယ်။မမတို့ရဲ့ခင်ခင်ကာတွန်း channel ကနေခင်ခင် recap channel ဆိုပြီးတော့မှပြောင်းလဲတင်ဆက်သွားဖို့ဖြစ်ပါတယ်ရှင်။ပြောင်းလဲတင်ဆက်သွားဖို့ရှိပါတယ်ရှင်။ဆိုတော့ဒီ channel မှာဇလန်းကောင်းတွေရဲ့ recap video တွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အားပေးတဲ့အနေနဲ့မမလေးတီခင်ရဲ့ channel ကိုအားပေးတဲ့အနေနဲ့ channel လေးကို subscribe လုပ်ခဲ့ပါရှင်။ပြီးတော့ကိုကြည့် channel recap movie ရှိရင်လည်း comment ထဲမှာရေးခဲ့ပေးလို့ရပါတယ်ရှင်။